နင်တို့ကြတော့စကလုံးလှလှလေးတွေသုံးပြီးတော့ငါတို့ယောက်ျားလေးတွေကြတော့တစ္ဆာဖောက်တဲ့ခြံကုန်နဲ့အတူတူပဲသိလားအတူတူပဲညနေမြောက်ခက်ဖြစ်နေတယ်နော်အဲ့ဒါလာပြောတာနော်နော်ကြိုက်ရင်လည်းကြည့်မကြိုက်ရင်လည်းကြော်သားကြိုက်တယ်လို့ရေးလို့ရတယ်โอเคနော်အခုတလောကျွန်တော် line ပေါ်မှာရောကျွန်တော်ရဲ့ဒီပါဝင်းကျင်မှာရောကျွန်တော်ကြားနေရတဲ့အကြောင်းအရာဘာလဲဆိုတော့ဗျာအဓိကတော့မိန်းကလေးနော်မိန်းကလေးတွေကိုကျွန်တော်မိန်းကလေးတန်းကိုတော့ပြောတာမဟုတ်ဘူးဒီလိုမျိုးပုံစံနဲ့ကျွန်တော်ပြောနေတဲ့လူကိုအဓိကရေးတယ်ပေါ့ဒါလည်းဆိုတော့ဗျာမိန်းကလေးတော်တော်များများကထားတော့ကျွန်တော်နဲ့တွဲလာလို့ဟုတ်လားကျွန်တော်တွဲလာတဲ့နှစ်တင်ကြာတာနဲ့အများကျွန်တော်နဲ့ကစိတ်သဘောထားချင်းမတိုက်ဆိုင်တာလို့ကိုယ်တိုင်နဲ့သူ့တိုင်နဲ့အတူတာလို့သူကအေးနေရလို့ကိုကပူနေရလို့ဒီလိုမျိုးပေါ့ဗျာနော်ကိုနဲ့အဆင်မပြေဘူးကိုနဲ့အဆင်မပြေလို့တခြားတစ်ယောက်ကဗျာကျွန်တော်တို့သဘောကျတဲ့ပုံစံလည်းဟုတ်တယ်ကျွန်တော်တို့တိုင်းနဲ့လည်းတူတယ်ဘောကလက်တွဲပေါ်အဖြစ်ရွေးချယ်လို့ရတဲ့အနေထားမလို့ကျွန်တော်ကရွေးချယ်လိုက်တယ်ဟုတ်လားကိုလက်ထပ်ဖို့ဒီဘောကလက်တွဲပေါ်ရွေးချယ်လိုက်တဲ့အခါမှာသူတို့ကဘာပြောလဲဆိုတော့ခြံခုံတာလို့တစ္ဆာဖောက်တာလို့အဲ့ဒါကိုကျွန်တော်လက်မခံတာမဟုတ်လက်ခံတယ်ဗျာသိလားလက်ခံဟုတ်တယ်သူနဲ့အဆင်မပြေတော့လို့နောက်တစ်ယောက်ကကိုနဲ့လုံးဝ perfect ဖြစ်လို့ကိုဘွားအတွက်လက်တွဲပေါ်ဖြစ်ရွေးချယ်စရာမှန်ကန်လို့ကရွေးချယ်လိုက်တယ်အဲ့အတွက်သူကခြံခုံတယ်လို့ပြောတယ်တစ္ဆာဖောက်တယ်လို့ပြောတယ်လက်ခံတယ်အဲ့ဒါကိုလက်မခံနိုင်တာဘာလဲဆိုတော့ဗျာသူတို့ကြတော့ဗျာကိုနဲ့တွဲလာတာကြာလို့ဟုတ်လားကိုရဲ့အချင်းစရိုက်တော့၎င်းပေါ့နော်အစားအစာရကိုနဲ့အဆင်မပြေတော့လို့သူတို့နဲ့အဆင်မပြေတော့လို့ဗျာတခြားတစ်ယောက်ကသူတို့ပို့ပြီးတော့ဂယုဆိုင်လို့ဟုတ်လားသူတို့နဲ့လည်းတိုက်တူလို့နော်သူတို့ပေါ်လည်းဂယုဆိုင်တယ်သူတို့နဲ့လည်းတိုက်တူတယ်သူ့ဘောကလက်တွဲပေါ်ဖြစ်အိမ်တော်ဘက်အဖြစ်ရွေးချယ်သွားတဲ့အခါကျတော့ဘလို့ပြောလဲဆိုတော့ဗျာနော်ဘလို့ပြောလဲဆိုတော့ဗာလဲရှင်ပြန်လာဖို့အတွက်တောင်းသားကဘေးကိုဖယ်ပေးရတယ်ဆိုပြီးတော့ပြောတယ်ဗျာနော်နင်တို့ကြတော့စကလုံးလှလှလေးတွေသုံးပြီးတော့ငါတို့ယောက်ျားလေးတွေကြတော့တစ္ဆာဖောက်တဲ့ခြံကုန်နဲ့အတူတူပဲသိလားအတူတူပဲနင်တို့လည်းခြံကုန်တာပဲနင်တို့လည်းတစ္ဆာဖောက်တာပဲအတူတူပဲဘာလဲနင်တို့ကြမှာရှင်ပြန်လာလို့တောင်းသားဘေးဖယ်ရတယ်ဘာညာလုံးနေတယ်အတူတူပဲနော်အတူတူပဲငါတခုပြောမယ်အရှင်မင်းဆိုတာလေဘယ်တော့မှမိဖုရားတယောက်တည်းနဲ့မလုံလောက်ဘူးနော်နင်တို့ရွေးချယ်လိုက်တဲ့ရှင်ပြန်ဆိုတာဘယ်တော့မှမိဖုရားတယောက်တည်းနဲ့မလုံလောက်ဘူးနော်အဲ့ဒါနင်တို့သိဖို့လိုတယ်အမှတ်ထားဖို့လိုတယ်ပြီးတော့မှဟုတ်လားရှင်ပြန်ရပြီပြောမနေနဲ့ပြီးတော့မှနော်မိဖုရားပေါင်း16000နဲ့မျက်ရည်နဲ့မျက်ခွက်ဖြစ်နေတယ်နော်မျက်ရည်နဲ့မျက်ခွက်ဖြစ်နေတယ်နော်အဲ့ဒါလာပြောတာနော်ကြိုက်ရင်လည်းကြည့်မကြိုက်ရင်လည်းကြော်သားကြိုက်တယ်လို့ရေးလို့ရတယ်โอเค